လောတဲ့တက်မောင်ဒီနေ့ဘာသာရက်ပြီးမှဒီလိုလာခဲ့ရတယ်ဘာသာရက်ညာလဲတော်တိုင်းရေးထုတ်ရတဲ့ဟင်းဝင်နဲ့ point of view ကရဟုတ်ပြီးတော့ဒီနှစ်ထဲမှာမျိုးရှင်ကားဒီလိုမျိုးကားတော့ဘာလဲကိုရှိတယ်ကားကြီးကခုတူးနေရလို့ရှိရင်ဒါဆိုဆိုအာရုံကားရှိအချက်လေးသွားမယ်။ဟောဒီတော့ကျန်တယ်ရှိရမိုက်ကဲဆက်ဘောဆောက်တော့ You will become what you were born Life going around Right up Okay, 1, 2 No one can speak of past controlsသူသားချက်ကဟိုသပင်မှာခေါင်းမှာပန်ထားတဲ့မုတ်ကောင်ကလေးဆိုတော့ပလဲဆိုပလဲတွေကိုသူသားပြုပြီးပလဲနတ်သမီးလေးကိုသင်စားနေတာဒီခုမတို့ကအခုသွားရေးဝိစုံလေးတွေအကြောင်းနဲ့နောက်ရှိခံလေးချုပ်ထားတဲ့ဟာလေးပေါ့နော်တက်မော်နေနဲ့ကဒီအကြောင်းနဲ့နောက်ကြီးထဲမှာဘယ်လိုရနာမျိုးစိုက်ဆိုင်စိတ်ကြိုက်တယ်စိတ်ကဘယ်လိုမျိုးဘယ်လိုဖြစ်လို့ကြိုက်တာလဲပေါ့နော်စိတ်နဲ့လည်းကြိုက်တာလေစိတ်ကကြတော့တမိုးရှိဆုံးလို့လည်းပြောလို့ရတယ်နောက်ပြီးတော့အဖြူလေးဖြစ်တယ်ဖြူသွားဆန်းရှင်းမှုပေါ့နော်ပလဲလိုမျိုးပေါ့အဲ့မဲ့စိတ်ကြတော့မိန်းကလေးနဲ့လည်းပို့ပြီးတော့လိုက်တယ်ပို့ပြီးတော့ဘယ်လိုပြောမလဲစင်ပို့ရှိတယ်လို့ပဲပို့ကြိုက်တာပေါ့နော်ဘယ်ဟာနဲ့ဖြစ်ဖြစ်လဲအဆင်ပြေဥပမာတခြားအကြောင်းနဲ့ရောတယ်ဆိုရင်ဒီစိန်ကင်လိုက်လို့ရှိရင်အဲ့ဒီကြောက်ကလည်းပို့ပြီးတန်မှုတက်သွားအဲ့ဒီပုံစံမျိုးဆိုစိန်ကိုပို့ပြီးကြိုက်တယ်အခုမတို့ဒီစက်တင်ဘာလမှာကမတို့ကကျမ်းမာရေးနဲ့ပတ်သက်တဲ့ဆောင်းပါးလေးအများပြပါတယ်ထူးတော့ပေါ့နော်အဲ့တော့တက်မောင်မေးချင်တာကျမ်းမာရေးနဲ့ပတ်သက်ပြီးတက်မောင်ကိုပြုစုဆောင်ရှောက်မှုဘယ်လိုလုပ်လဲကျမ်းမာရေးဆောင်ရှောက်လို့ပေါ့နော်မိသားစုတွေမှာရောကျမ်းမာရေးဆောင်ရှောက်လို့ဘယ်လိုလုပ်လဲအဲ့ဒါလေးနည်းနည်းပြပြပေးပါကိုစုတိတ်ခဲ့လို့ရတယ်ကျမ်းမာရေးကြတော့ဒီမျိုးပြန်လုပ်လို့နေတယ်ဆိုတော့အဖွဲ့အစည်းနဲ့လုပ်နေတဲ့အတွက်ဒီမကောင်းဖြစ်မှာအရန်ကြောက်တယ်ကိုယ်မကောင်းထည့်လိုက်လို့ရှိရင်အနောက်မှာအလုပ်ပြမဲ့သူကအဖွဲတွေကအများကြီးအဲ့လိုမျိုးဖြစ်တဲ့အတွက်နေမကောင်းမှာတော့အရန်ကြောက်တယ်ပြူးဆိုင်တယ်ကျန်တာတော့တိတ်ပြီးထွေးထွေးမရှိပါဘူးအစားတော့ပုံမှန်စားတယ်အိမ်မှာလည်းဒီတော့ကြီးကျိုသေးလို့ရှိနေတဲ့အခါကျတော့သူပြူးဆိုင်ပေးရတယ်ခုအားဖြင့်ပုံမှန်ဒီနေ့ဆောင်ရှောက်မှုအနေနဲ့ပေါ့နော်မျိုးလုံးအတွက်ဆိုလို့ရှိရင်မျိုးလုံးကိုသိပြီးတော့အထီးကဲမခံတာမျိုးအေးဝအောင်အေးတာမျိုးအဲ့ဒါမျိုးလေးတွေတော့မပေးလို့ရတယ်အေးဝအောင်အေးဖို့ကြတော့မလွယ်ဘူးမှာအဲ့လိုမျိုးနေ့ရောညကားရိုက်နေတာမနေ့ကဆိုတော့မနေ့ကနိုင်တွေ့ကားရိုက်ရအဲ့လိုကြကျမ်းမာရေးဆိုအေးဝအောင်အေးဖို့ဆိုတာနည်းနည်းအခက်အခဲရှိတယ်အနားရတဲ့ချိန်ကျမှအေးခေးရတဲ့ညအစားထိုးပြီးတော့အမှန်တန်အဲ့လိုမျိုးပဲရမယ်ဒီနှလုံးကလည်းဒီငိုလိုက်အဲ့လိုမျိုးမီးတွေမှန်နေထိုးလိုက်ဆိုအရင်ထိခိုက်တယ်ဆိုတော့ခီးဆိုင်ပေးရတယ်ဟိုနှလုံးအတော့ကို elevate တောက်ပေးရတယ်ဒီပါလေမှာပြိတ္တကိုစားရတာဖြစ်ပါဒီဝတ်စုံလေးဆိုရင်တော့စိတ်ပြီးဝင်နေကြပုံစံမျိုးမဟုတ်ဘူးဝေးရတယ်လည်းနည်းနည်းချက်တယ်ဒါပေမဲ့ပြိတ္တကိုပုံစံတစ်မျိုးအဲ့လိုပြောင်းပြီးတော့မြင်စေခြင်းနဲ့လေအကြိုက်တွေ့မယ်လို့လည်းထင်ပါတယ်ဆိုတော့ပြိတ္တကိုလည်းအများကြီးကျေးဇူးတင်ပါတယ်နောက်ပြီးတော့ဒီဇိုင်နာကိုလည်းကျေးဇူးတင်ပါတယ်ခုလိုမျိုးပြိတ္တနဲ့တွေ့ဆုံမှုပြီးရပြီးတော့ဖွဲ့သားအားလုံးကျေးဇူးများ